ဗုဒ္ဓဟောမှအမှန်သိရအကြောင်းတရားဒေသနာတော်လောကမှာဖယားမပွင့်ခင်အခြေအနေဖယားပွင့်ပြီးတဲ့နောက်အခြေအနေဖယားမပွင့်ခင်ကဘယ်လိုအနေထားရှိသလဲဖယားပွင့်ပြီးတဲ့နောက်လောကရဲ့အနေထားဘယ်လိုရှိသလဲတတ္တလောကကြီးတစ်ခုလုံးကိုခြုံငုံကြည့်ရမှာဖြစ်တယ်ပေါ့အဲ့ဒါလို့ခြုံငုံကြည့်လိုက်လို့ရှိရင်မြတ်စွာဘုရားပွင့်မှာအမှန်တရားတာဖြစ်လို့ဘုရားမပွင့်ခင်ကဒီအသိဉာဏ်နဲ့မပေါ်ပေါက်ဘူးပေါ့ဒါကြောင့်မို့သုတ္တတစ်ခုမှာဟောတာရှိတယ်မြတ်စွာဘုရားပွင့်ပေါ်လာခြင်းဟာကြီးမားတဲ့အသိပညာဖြစ်ထွန်းမှုအတွက်ဖြစ်လာတယ်ကြီးမားတဲ့မြင်စွမ်းအားကောင်းတဲ့အသိဉာဏ်မျက်စိရှားရှိလာဖို့ဖြစ်တယ်လို့ဒီစကားတွေဟာဓမ္မမှန်ကန်တယ်လို့ပြောဘုရားမပွင့်ရင်လူတွေကမျက်စိတော့ပါတယ်အမှန်တရားကိုမမြင်နိုင်ကြဘူးသာမန်အနေထားလောက်ပဲမြင်ပြီးတော့အလွဲအမှားတွေကိုအမှန်ထင်ပြီးတော့မြင်နေကြတာမျက်စိထဲမှာမြင်တဲ့အမြင်ကအမှန်မြင်တာမဟုတ်ဘူးအမှန်မြင်တဲ့အပေါ်မမြင်တဲ့အပေါ်မှာလွဲမှားစွာတွေ့တော့ဆင်ញင်သုံးသပ်ပြီးတော့တန်တရားတွေကမထွက်နိုင်အောင်ဖြစ်နေကြတာပေါ့ဒါကြောင့်မို့ဒီသုတ္တန်နေ့မှာဘုရားဟောမှအမှန်သိကြရတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဘုရားရဲ့ခြေဆုလို့ပြောမှာဖြစ်တယ်ခရစ်ယာန်တွေကတော့အမြဲတမ်းပြောနေရှိတယ်ဘုရားသခင်ရဲ့ခြေဆုဆိုပြီးတော့ဒီဘုရားသခင်ရဲ့ခြေဆုဆိုတာကိုဘုရားဘာသာရေးစီကသိမကြားရအောင်ခရစ်ယာန်တွေကပြောများတယ်ဘာလို့ဆိုတော့လူဘဝရလာတာဘဝမှာဆင်ပြေတာချမ်းသာဒုက္ခကြုံတွေ့ရတာအသိပညာတွေရတာဒါဘုရားသခင်ရဲ့ကျေးဇူးဆိုပြီးတော့သူတို့အမြဲပြောလေးရှိကြတယ်ဘုရားသခင်ကိုကျေးဇူးတင်တယ်တကယ်သိလိုက်မယ်ဆိုလို့ရှိရင်တော့ဒီစကားဘုရားဘာသာတွေကပို့ပြီးတော့ပြောတဲ့စကားပေါ့သို့တော့ဘုရားသခင်ဆိုတဲ့နေရာမှာရှင်ညွှန်းတာချင်းမတူဘူးပေါ့ခရစ်ယာန်ဘာသာဝင်တွေညွှန်းတာတော့ကောင်းကင်ဘုံမှာရှိတဲ့အနန္တတကုရှင်လောကကြီးကိုဖတ်စင်တဲ့ခေါ်လို့ခေါ်ကြတဲ့ဘုရားသခင်ကိုရှိစုပြီးတော့သူတို့ကပြောတာဖြစ်တယ်ဘုရားဘာသာတွေကပြောရမှာတော့လောကမှာအမှန်တရားကိုဟောပြောတဲ့လူသားစစ်ဖြစ်တဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ကိုရှင်ညွှန်းတာဖြစ်တယ်ပေါ့ရှင်ညွှန်းချက်ချင်းတော့မတူကြဘူးပေါ့ဗုဒ္ဓဆိုတဲ့စကားလုံးကအမှန်တရားကိုသိရှိတဲ့ပုဂ္ဂိုလ်တို့အမှန်သိသူဆိုတဲ့အဓိပ္ပာယ်တဲ့ဗုဒ္ဓလို့ခေါ်တာဖြစ်တယ်ဘုရားဆိုတဲ့အမည်ကအမေဖေကမဲ့ထားတာလည်းမဟုတ်ဘူးပြိုးရိုးကလာတဲ့နာမည်လည်းမဟုတ်ဘူး
တကယ်ကတော့အမှန်တရားသိတဲ့အချိန်ကြပါအမှန်တရားသိသူဆိုပြီးတော့အကြီးချင်းကိုရည်ညွှန်းပြီးတော့ခုနနာမအကြီးချင်းနဲ့ပတ်သက်တဲ့အမည်ဒါလည်းဖြစ်တယ်ပေါ့ဒါကြောင့်ဗုဒ္ဓဆိုတာအမှန်သိတဲ့ပုဂ္ဂိုလ်အမှန်သိတယ်လို့ဆိုကြတဲ့ကအဓိကသူသိတဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့အမှားမှန်ခွဲခြားဟောကြားပြီးအမှားမှန်ကိုခွဲပြီးတော့ပြောနိုင်လို့အမှန်သိတဲ့ပုဂ္ဂိုလ်အသိဉာဏ်ကိုဥတက်ပြီးတော့ပြောတော့ဒါကြောင့်မို့မြတ်စွာဘုရားနဲ့ပတ်သက်လာလို့ရှိရင်ရတ္တမဉာဏ်သဗ္ဗညုတဉာဏ်ရတ္တမဉာဏ်သဗ္ဗညုတဉာဏ်ဒီဉာဏ်တွေကိုအဓိကထားပြီးတော့ပြောကြတာဖြစ်တယ်ရတ္တမဉာဏ်ဖြင့်နိဗ္ဗာန်ကိုသိမြင်ပြီးတော့သဗ္ဗညုတဉာဏ်ဖြင့်သိเสียခတ်သိမ်းအကြောင်းအရာမှန်သမျှသိတယ်လို့ဆိုနောက်ကတော့ဟာဘုရားဆိုတာအသိဉာဏ်ကိုရည်ညွှန်းပြီးတော့ခေါ်တဲ့မိသားဖြစ်တယ်အသိဉာဏ်ဆိုတာလေသင်ယူလို့သိတာလည်းရှိတယ်လေးလာလိုက်စားပြီးတော့သိတဲ့ပညာလည်းရှိတယ်တချို့ကျတော့သင်လို့သိတာတချို့ကျတော့လေ့ကျင့်သင်ကြားပြီးတော့လေ့ကျင့်ပြီးစူးစမ်းလေ့လာမှုကြောင့်သိတာဖြစ်တယ်အဲ့တော့သိမှုဆိုတာလောကမှာအသိဉာဏ်ဆိုတာသမအဖြစ်ပြောမယ်ဆိုရင်အသိဉာဏ်ဆိုတာလည်းပဲအဗဒံစံထက်တယ်စာပေကျမ်းကမှခွဲပြီးတော့ပြောတာရှိတယ်ညီရတဲ့ယာနာညီရဆိုတာသိစရာအကြောင်းအရာတွေကိုညီရလို့ခေါ်တယ်အဲ့ဒါကိုပဲမြန်မာအသုံးနဲ့မှညီရတဲ့တရား၅ပါးဆိုပြီးခေါ်ကြတော့ညီရဆိုတာသိစရာအကြောင်းအရာတွေညာနာဆိုတာသိတဲ့ညာညီရနဲ့ညာနာသိစရာရဲ့သိစရာအကြောင်းအရာရဲ့သိတဲ့ညာရဲ့နှမျိုးခွဲခြားမှတ်သားတာပြီးတော့အမှန်ပုဂ္ဂိုလ်တွေကသိစရာတွေကများပြီးတော့မသိတာကများတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့သိစရာတွေကများပြီးတော့မသိတာကများသည့်အတွက်ကြောင့်အသိဉာဏ်ကမလုံလောက်ဘူးရော့နေနေတယ်မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးအသိဉာဏ်ရှိတယ်သိစရာရှိတယ်လို့အသိဉာဏ်ကသိတယ်မြတ်စွာဘုရားရဲ့အသိဉာဏ်ကလည်းသိစရာရှိတယ်များကောင်းအောင်သိတယ်အဲ့ဒါကိုစာပေကျမ်းကမှဘလို့ဆိုတော့ဆိုရှာဝတ္တကညေယံဒါဝတ္တကညာနာသိစရာအတိုင်းဒါတိုင်းသိတဲ့ဉာဏ်ကြီးကသိတယ်နောက်တစ်ဖက်ကနေပြောမယ်ဆိုရင်အသိဉာဏ်သိတဲ့လောက်ကလည်းပဲသိစရာတွေကောအောင်သိတယ်လို့ဆိုတယ်ပေါ့အဲ့တော့သိစရာနဲ့သိတဲ့ဉာဏ်ဟာအဝင်ခွင့်ကြဖြစ်နေဘယ်ဟာကမှမပူတမန်ပုဂ္ဂိုလ်တွေကြတော့သိစရာတွေကများသိတဲ့ဉာဏ်ကလျော့ပါနေတယ်အဲကြောင့်အကုန်သိနိုင်တာမရှိဘူးမြတ်စွာဘုရားကျတော့အကုန်သိတယ်အဲ့ဒါကိုသဗ္ဗညုတဉာဏ်လို့ခေါ်တယ်အဲ့တော့သဗ္ဗညုတဉာဏ်ဆိုတာတစ်ချိန်တည်းမှာအမြဲသိနေတဲ့ဉာဏ်လားအဲ့လိုတော့မဟုတ်ဘူးနော်တခါတည်းဘုရားနဲ့ခေပြိုင်အယူဝါဒရှိကြတဲ့ဥရဏကတ္တဗတို့မက္ခရိကောသလတို့ဆိုတဲ့ကြီးညိုသူမြားပြပြီးဘုရားတဆူအဖြစ်ထင်ရှားနေကြတဲ့ပုဂ္ဂိုလ်တွေက6ဦးတောင်ပေါ်ထွန်းခဲ့တာရှိတယ်ပေါ့နော်
6ဦးတော့ပေါ်ဆုံးခဲ့တာရှိတယ်အဲ့ဒီ6ဦးတော့အယူဝါဒကိုတီးထောင်တဲ့ပုဂ္ဂိုလ်တွေကသူတို့မှာညာဏတတနာသိတဲ့ဉာဏ်မြင်တဲ့ဉာဏ်သူတို့ရဲ့အသိဉာဏ်ဉာဏ်မြင်ကြီးဟာအမြဲတမ်းရှိနေတယ်သွားနေလေဒီဉာဏ်ကရှိနေတယ်ထိုင်နေလေဒီဉာဏ်ရှိတယ်ရက်နေလေဒီဉာဏ်ရှိတယ်နောက်ဆုံးမှအိပ်ပျော်နေတောင်မှပဲဒီအသိဉာဏ်ကြီးရှိနေတယ်သူအဲ့လိုပြောတာသူတို့မှာအသိဉာဏ်ကြီးကအမြဲတမ်းရှိနေတယ်လို့ပြောတာအဲ့တော့မြတ်စွာဘုရားကအလုံးကိုသိတယ်ဆိုတဲ့သဗ္ဗညုတဉာဏ်ကအဲ့လိုဉာဏ်မျိုးမဟုတ်ဘူးအဲ့ဒီဉာဏ်ရှိသလားလို့မေးရင်ဘုရားကယင်းတယ်ဘုရားကငါမှအဲ့ဒီဉာဏ်မျိုးမဟုတ်ဘူးလို့ပြောတယ်အဲ့ဒီတုန်းသိတယ်ဆိုတော့အဓိပ္ပာယ်မရှိဘူးပေါ့နော်မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ဆိုတာသိချင်လို့စဉ်းစားလိုက်ရင်အကုန်သိသွားတယ်ဒီတိုင်းနေရင်တော့မသိဘူးဒါသဘာဝကြတယ်ဒါဆိုတာတိမ်နဲ့ထဲထားရင်ထက်တဲ့တုံးနဲ့မရှိဘူးလေတိမ်နဲ့ထဲထားလို့ရှိရင်သူ့ရဲ့စွမ်းရည်တတ္တိမပြနိုင်တိမ်ကထုတ်ပြီးတော့တခုခုသုံးချမှသူကထက်တဲ့တုံးနဲ့ပေါ်တာအသိဉာဏ်ဟာလည်းပဲအသိဉာဏ်ကိစ္စကိုဆောင်ရွက်တဲ့အခါမှသာလေဉာဏ်ကသိတယ်မသိဘူးလားအဲ့နေတုံးနဲ့သိနေတဲ့ဆိုတော့အဓိပ္ပာယ်မရှိတဲ့ဟာဖြစ်သွားတယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားကိုတခါတော့ကမေးတယ်ရှင်ဂေါတမယောတတတံသမိတပတတံညာဏတတနာပစ္စုပ္ပတိတံရှင်ဘုရားရဲ့ဉာဏ်အမြင်ကရောအမြဲတမ်းရှိနေသလားအမြဲတမ်းထင်နေသလားဆိုမြတ်စွာဘုရားလက်မခံဘူးအဲ့ဒါအဲ့တော့မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ဆိုတာသိစေရကျုံလို့စဉ်းစားလိုက်တာနဲ့တပြိုင်နက်အကုန်လုံးသိသွားတယ်မစဉ်းစားရင်မသိဘူးဒါသဘာဝပဲလေဒါဆိုတာဒါနဲ့ခုတ်ဆရာရှိမှခုတ်မှပြတ်မှာပေါ့ဒီတိုင်းထားလို့ပဲပြတ်မှာအသိဉာဏ်လည်းသူ့ကိုအသုံးချမှပဲသူကလှုပ်ဆောင်မှာဒီတိုင်းနေရင်ကတော့သူကလှုပ်မှာမဟုတ်ဘူးတခြားမြတ်စွာဘုရားနဲ့ခေတ်ပြိုင်ဘာသာတရားကိုတည်ထောင်ကြတဲ့ပုဂ္ဂိုလ်6ဦးကတော့သူတို့ရဲ့အသိဉာဏ်ကြီးဟာထာဝရရှိနေတယ်အိမ်နေရင်လည်းရှိတာပဲသွားနေရင်လည်းရှိတာပဲရက်နေရင်လည်းရှိတယ်လို့အဲ့ဒါလို့ဝန်ခံကြတယ်မြတ်စွာဘုရားအဲ့ဒီလိုဉာဏတတနာဆိုတဲ့သဗ္ဗညုတဉာဏ်သူမှမရှိဘူးသူရှိတဲ့ဉာဏ်ပါတော့စဉ်းစားလိုက်လို့ရှိရင်အစိုးပိတ်မရှိပဲနဲ့အားလုံးသိသွားနိုင်တယ်ဉာဏ်ဒါသဘာဝပဲလေသဘာဝပဲလောကမှာအတွေ့အခေါ်စဉ်းစားပုံတွေကတုံးနဲ့တူမတူကြဘူးမြတ်စွာဘုရားရဲ့စဉ်းစားပုံမိတ်မြတ်ပုံတွေကတော့ခဏခေတ်လူတွေထီအောင်လက်ခံနိုင်တယ်အားလုံးစဉ်းစားတဲ့ပုဂ္ဂိုလ်တိုင်းလက်ခံနိုင်တဲ့အနေအထားမျိုးရှိတယ်တချို့ကိစ္စတွေကလက်ခံနိုင်တဲ့အနေအထားမရှိဘူးမြတ်စွာဘုရားကအဲ့ဒါလို့တခါမှရှုပ်တိမရှိတာမျိုးနဲ့ပြောတာမျိုးလုံးဝမရှိဘူးဒါမို့မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ဆိုတာသိခြင်းလို့စဉ်းစားလိုက်လို့ရှိရင်အလုံးသိသွားတဲ့ဉာဏ်မျိုးအဲ့ဒါကိုပဲအထိပ္ပယ်တစ်ခုနဲ့ပြောတဲ့အခါအနာဝရဏဉာဏ်အနာဝရဏဆိုတာနာအာဝရဏအပိတ်ပင်မရှိဘူးလို့ပြောတာတချို့ကြတော့သိစရာကိုစဉ်းစားလိုက်တဲ့အခါရှစ်တိုးလို့မရဘူးမသိကောင်းကုတ်ချင်နိုင်ကုတ်မရဘူးရှစ်မသိတော့ဘယ်လိုစဉ်းစားလို့မှမသိဘူးအဲ့ဒါပိတ်ဆို့ခံနေရတာခေါ်တယ်အကြောင်းအရာတစ်ခုကိုသိကျင်လို့ကြည့်ရင်လမ်းဆုံးနေတယ်မြတ်စွာဘုရားကြတာအဲ့လိုမဟုတ်ဘူးသိစရာရှိလို့ကြည့်လိုက်တယ်ဆိုရင်အလုံးကိုတခါလဲအစဆုံးသိသွားတယ်အပိတ်ဆို့လမ်းမှာတစ်ဆို့နေတာမရှိဘူးလို့ဆိုလို့အလုံးရှင်းကနေလင်းနေအကုန်သိသွားအဲ့ဒီသိတဲ့သဗ္ဗညုတဉာဏ်ရှိတာမြတ်စွာဘုရားဟော
အဲ့တပ္ပညုတညာဟာကိုသိကျင်လို့ချိလိုက်ပြီဆိုလို့ရှိရင်တော့အပိတ်အဆို့မရှိအလုံးကိုသိနိုင်တဲ့တပ္ပညုတညာတစ်ချိန်နဲ့သိတာလည်းမဟုတ်ဘူးနော်သိလို့တဲ့အကြောင်းအရာကိုပဲသိတယ်ဒါတော့ဝါကြတယ်လေဘယ်အဖြစ်ကိုစဉ်းစားတာပဲသိမယ်မစဉ်းစားတာပဲသိမယ်ဒါလူတဘာဝပဲလေအလုံးတစ်ပြိုင်နဲ့သူကသူသိနေတယ်ဆိုတာမရှိဘူးအိန္ဒိယနိုင်ငံမှာဒီနောက်ပိုင်းမှာထူးထူးခြားခြားဘာသာရေးသမားတူပေါ်ဦးတယ်တခြားပုဂ္ဂိုလ်တွေလည်းရှိကောင်းရှိဘူးသူကဘာလို့တော့ဆိုရင်သူကောင်းနှစ်ဖူးမှာသူကမိထွန်းထားတယ်မြဲတာထပ်ပြီးလို့ဟာပြပေါ့လေဘာလို့တော့ဆိုရင်အဲ့ဒါသူကဘာလို့သင်္ကေတလောက်တာတော့ဆိုရင်သူ့ရဲ့အသိဉာဏ်ကြီးကအမြဲတမ်းလင်းနေတယ်ဆိုတဲ့အတိတ်ပဲပြောတခါသူကပိုက်ကိုချီးပြားကြီးပတ်ထားတယ်ချီးပြားကြီးဘာလို့ပတ်ထားတာတော့ဆိုလို့ရှိရင်သူ့ရဲ့ပညာတွေကအမတန်များလို့မဆန့်ရင်ပေါက်ထွက်သွားမှဆိုလို့သစ္စကပရပိုက်တို့လို့ပေါ့လေအဲ့လိုမျိုးလည်းရှိတယ်သူ့အတွေးတွေနဲ့တော့ကြတာမျိုးရှိတယ်မြတ်စွာဘုရားအဲ့လိုမျိုးတစ်ခုမှမပါဘူးအဲ့ဒီလိုဟာမျိုးတစ်ခုမှမရှိဘူးအဲ့တော့မြတ်စွာဘုရားကသိရရှိလို့ကြည်လိုက်တဲ့ဆိုရင်သဗ္ဗညုတဉာဏ်ဆိုတာအလုံးသိတယ်ဉာဏ်ကမြတ်စွာဘုရားမှာအမျိုးမျိုးရှိတဲ့ဉာဏ်တော့တတဉာဏပလဉာဏ်ရဲ့စွမ်းအား10မျိုးဆိုတာဟောထားရှိတယ်အဲ့ဒါမဲ့ကံကြောင့်သိခြင်းကံကိုကံကြောင့်ပဲစဉ်းစားတယ်ဘဝအကြောင်းသိခြင်းဘဝဓမ္မအကြောင်းသိခြင်းဓမ္မသူလိုက်နဲ့သူစဉ်းစားတွေးခေါ်လိုက်လို့ရှိရင်ဘယ်ဟာပဲဖြစ်ဖြစ်ကုန်းစင်အောင်သိသွားတယ်အဲ့ဒီအသိမျိုးဆိုလို့တော့ပေါ့နော်အဲ့တော့မြတ်စွာဘုရားဗုဒ္ဓလို့ဆိုတဲ့ပုဂ္ဂိုလ်ဟာအသိဉာဏ်ဘယ်လိုအသိဉာဏ်လို့ဆိုရင်သိခြင်းလို့ကြည့်လိုက်တာနဲ့တပြိုင်နက်အားလုံးသိတဲ့ပုဂ္ဂိုလ်ဖြစ်အောင်အဲ့ဒါမှဗုဒ္ဓဖြစ်မှာအကုန်မသိဘူးဆိုရင်တော့ဗုဒ္ဓမဟုတ်သေးဘူးသိစေသိခြင်းလို့လောကမှာမသိတဲ့အရာဆိုတာမရှိဘူးမပြောတဲ့အရာနဲ့မလုပ်တဲ့အရာပဲရှိတယ်ဘယ်ဟာတော့မသိတဲ့မှုမသိခေါင်မှုဆိုတာမရှိရဘူးအားလုံးမသိတဲ့အရာဆိုတာမရှိဘူးမကောင်းတာကိုလည်းမကောင်းမှုလို့သိရမကောင်းတာလည်းသိရတာပဲကောင်းတာလည်းသိရတာတော့ဘယ်ဟာပဲဖြစ်ဖြစ်တဘာဝသူ့တဘာဝတိုင်းသိတာဒါသိညာသို့တော့တိတိုင်းပြောရမလားလို့ဆိုပြောသင့်မှပြောတယ်တိတိုင်းလုပ်ရမလားဆိုလုပ်သင့်မှလုပ်မလုပ်သင့်တဲ့အလုပ်တွေရှိတယ်မပြောသင့်တဲ့စကားတွေရှိတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားစကားဆိုလဲအကန့်အသတ်ရှိတယ်လောကမှာပြောလိပြောထားရှိတဲ့စကား6မျိုးထဲမှာမြတ်စွာဘုရား2မျိုးပဲပြောတယ်မြတ်စွာဘုရားပြောတဲ့စကား2မျိုးပဲရှိတယ်ဘာလို့ဆိုရင်ဘုရားပြောတဲ့စကားသည်မှန်ကန်ရမယ်နော်အကြောင်းအရာမှန်ကန်ရမယ်အကျိုးရှိရမယ်အဲ့ဒီနှစ်ခုကအဓိကပဲသူပြောတဲ့စကားသည်အလွယ်မှမရှိဘူးမှန်တယ်မှန်တယ်ပြောလားဆိုမပြောမှန်တယ်မှန်ရမယ်ကိုပြောလိုက်တဲ့စကားဟာအကျိုးရှိတဲ့စကားဖြစ်အောင်ကောင်းကျိုးချမ်းသာကိုဖော်ဆောင်နိုင်တဲ့စကားဖြစ်အောင်တချို့ကမှန်တော့မှန်တယ်လေကောင်းကျိုးမဖြစ်တာတွေရှိသေးတယ်မှန်တာပြောရိုက်တတ်တဲ့ဆိုတာမှန်တာပြောလို့ဖန်ခံရတာတွေရှိတယ်လေမှန်နိုင်လည်းပြောရတာမဟုတ်မှန်ပြီးတော့ကောင်းကျိုးချမ်းသာပေးတဲ့စကားမျိုးပဲပြောအဲ့တော့မြတ်စွာဘုရားပြောတဲ့အချိန်မှာမှန်လည်းမှန်တယ်အကျိုးလည်းရှိတယ်အဲ့တော့ဒီနှစ်ခုကိုမူတည်ထားပြီးတော့လောကလူတွေကိုကြည့်လိုက်တဲ့အခါမှာမြတ်စွာဘုရားပြောတယ်မှန်တယ်မှန်တယ်အကျိုးရှိတယ်ဆိုတဲ့စကားကိုတချို့စကားကိုလူကကြိုက်တယ်တချို့စကားကိုမကြိုက်ဘူးဒါတော့လူနဲ့ဆိုင်တယ်အဲ့တော့မြတ်စွာဘုရားရဲ့ရွေးချယ်မှုကမှန်ပြီးတော့အကျိုးရှိတာကိုရွေးတယ်အဲ့နောက်ထပ်လာတဲ့ကြိုက်တယ်လူတွေကကြိုက်တယ်လူတွေကမကြိုက်ဘူးအဲ့တော့ကြိုက်လည်းပြောမှာပဲမကြိုက်လည်းပြောမှာ
လို့ဆိုလို့ဒါလွယ်လေးမှတ်ဖို့ပြောတာနော်မှန်ရမယ်ကျိုးရှိရမယ်ဒါပေမဲ့လူကြိုက်တယ်ဒါတခွန်းမှန်ရမယ်ကျိုးရှိတယ်ဒါပေမဲ့လူမကြိုက်ဘူးအဲ့တော့ကြိုက်တာလည်းပြောမှာပဲမကြိုက်တာလည်းပြောမှာဘာလို့ဆိုအကျိုးရှိဖို့အဓိကမှန်မို့အဓိကမှန်မို့နဲ့အကျိုးရှိဖို့ဒီနှစ်ခုအဲ့ဒါပြောတဲ့စကားဆိုတာအဲ့ဒါကိုပြောတာပြောတဲ့မှပြောတာဒါပေမဲ့မပြောတဲ့နာတွေဘာလို့ဆိုမမှန်ဘူးမမှန်ရင်ပြောကိုမပြောသင့်ဘူးမှန်တော့မှန်နဲ့အကျိုးမရှိဘူးဆိုတော့မပြောသင့်ဘူးလို့ဆိုလို့နော်မှန်နဲ့အကျိုးရှိရအဲ့တော့သူကြိုက်မကြိုက်ကသာထားအဲ့ဒါနဲ့လူရဲ့စကား6ခွန်းဆိုတာအဲ့ဒါနဲ့ခွဲထားတာပဲလူတွေပြောတဲ့စကား6ခွန်းရသော်ပြပြောတာအဲ့2ခွန်းအဲ့တော့လောကမှာရသော်ပြပွင့်မှအမှန်တရားကိုသိခွင့်ရကြတယ်အမှန်တရားသိခွင့်မရတော့လောကလူသားတွေဘာဖြစ်နေသလဲဆိုတာဒီသုတ်တန်အရာကြည့်ရအောင်ဖះပွင့်လာပြီးတော့ဖះကဘာဟောတာလဲဖះဟောတဲ့တရားကိုနာပြီးတော့ဘယ်လိုအခြေအနေတွေပြောင်းလဲသွားသလဲအကြောင်းရရတော့အများကြီးပေါ့ဆိုပါစို့ဖះပွင့်လို့ဓမ္မနဲ့အာရမခွက်ချသိတာဖះပွင့်လို့ဒါကကုသိုလ်ဒါကအကုသိုလ်သိရတယ်ဖះပွင့်လို့ဒီလောကလှုပ်တဲ့နဲ့ဒီလောကမလှုပ်တဲ့ဘူးသိတယ်ဖះပွင့်လို့ဒီစကားပြောတဲ့နဲ့ဒီစကားမပြောတဲ့ဘူးအကောင်းအဆိုးခွဲခြားသိတာဖះပွင့်မှာခွဲခြားပြီးတော့ဟောတော့လူတွေအတွက်ရွေးချယ်စရာဖြစ်လာတယ်ငါကတော့ဘာနဲ့ရွေးချယ်ကြတော့ကိုကြိုက်တာနဲ့ရွေးချယ်ခဏခိတိကိုကြိုက်တာရွေးတာပဲလေလူဆိုတာတော့ကိုကြိုက်တာကြိုက်မကြိုက်နဲ့ရွေးနေကြတာအဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါကြိုက်မကြိုက်ကအဓိကမဟုတ်ဘူးမှန်ရဲ့အကျိုးရှိမရှိရဲ့ဒါပါရွေးလာနော်မှန်လည်းမှန်ရမယ်အကျိုးလည်းရှိရမယ်ဆိုတာအဲ့ဒါရွေးချယ်တာအဲ့တော့ဒီသုတ်တံမှာပြောထားပုံလေးကိုကြည့်အောင်ယတတထဂတောလောကေဥပ္ပစ္စတိလောကမှာတဲ့တထဂတလို့ဆိုတဲ့ထုံးစံအတိုင်းခြားဖြတ်ပြီးတော့ပေါ်လာတာမရှိဘူးတထဂတရဲ့အိဗေကမြတ်စွာဘုရားတထဂတထုံးတမ်းစင်လာအတိုင်းလမ်းစဉ်အတိုင်းစစ်မှန်တဲ့လမ်းကြောင်းကြီးအတိုင်းလောကမှာတထဂတပွင့်ပေါ်လာတယ်အဲ့ဒီပွင့်ပေါ်လာတဲ့တထဂတဟာဓမ္မကိုခေါ်တယ်အဲ့တော့ဒီသုတ်တံမှာဘာဓမ္မကိုခေါ်တယ်လဲဆိုတဲ့အခါမှာလူတွေလွဲမှားပြီးတော့သိမြင်နေကြတဲ့ကိုယ်ဘဝနဲ့ဆက်ဆက်နေတော့လေတလွဲတွေးပြီးတလွဲသိနေကြတဲ့လွဲမှားမှုတွေကိုပပျောက်အောင်အစစ်မှန်ကိုဓမ္မကိုဟောပေးတယ်စစ်မှန်တဲ့သဘာဝကိုဟောပေးတယ်ဓမ္မဆိုတာသဘာဝပဲသဘာဝဆိုတာသူ့ရဲ့ပင်ကိုအနေထားကိုပြောတာပြင်ထားတဲ့ဟာမဟုတ်ဘူးသူ့ရဲ့အနေထားတစ်ခုကိုပြောတာအဲ့တော့ဒီသုတ်တံမှာသောဓမ္မန္တိတိတိလောကမှာပွင့်လာတဲ့မြတ်စွာဘုရားဟာဓမ္မကိုဟောပြောတယ်ဟောပြောတယ်ဆိုတာသိစေတာဓမ္မန္တိတိတိထိတိအဝဘောတယ်နေဆိုထိတတ်ကြံကနေလာတော့ထိတိအတိသစ္စနေအတိသစ္စနာဝါဘောတယ်တစ်ဖက်သားကိုနားလဲအောင်ပြောပြတာအဲ့ဒါကိုခေါ်တယ်လို့ခေါ်တယ်နော်အသုံးတော့ထိတိတိဟောတယ်ဆိုတာတစ်ဖက်သားနားလဲအောင်ပြောပြတယ်အသိဉာဏ်ဖြစ်အောင်ပြောပြတယ်အဲ့တော့မြတ်စွာဘုရားဟောတာကအစစ်မှန်ကိုခေါ်လိုက်တယ်ဘာကိုဟောတော့ဆိုဘုရားဘာသာဝင်တွေအားလုံးသိတဲ့အတိုင်းမြတ်စွာဘုရားအဓိကအစုနဲ့ပတ်သက်ပြီးတော့ခန္ဓာ၅ပါးဟောတာ
အဲ့တော့လူတွေကခဏခဏကြာဘူးနေတော့ခန္ဓာ၅ပါးခန္ဓာ၅ပါးဆိုတာတခါတည်းအကျတော့ခန္ဓာ၅ပါးဆိုတာကိုပြောနေတယ်တော့မထင်ဘူးနော်ခန္ဓာ၅ပါးဆိုတာလူရဲ့ဘဝဆိုတာဒီခန္ဓာ၅ပါးဖြစ်ပေါ်နေမှုကိုဘဝလို့ခေါ်တာတခြားအောင်ခေါ်တာမဟုတ်လူဆိုတာခန္ဓာနဲ့ပြောမယ်ဆိုလို့ရှိရင် body လို့ဆိုတဲ့အထီးကိုယုတ်ခန္ဓာရဲ့တစ်ခုကိုင်လို့စမ်းသပ်လို့ကြည့်လို့မြင်နိုင်တဲ့မြင်လို့ရတဲ့အကုန်လုံးတော့မြင်ရတာတော့မဟုတ်ဘူးနော် body လို့ခေါ်တဲ့အထီးကိုတရက်ကြီးရုပ်ဆိုတာတစ်ခုအဲ့ဒီရုပ်ကိုမိပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုဝေဒနာဆိုတာတစ်ခုကိုမြင်တဲ့အာယုန်နဲ့ပတ်သက်ပြီးတော့မှတ်သားထားမှုဆိုတဲ့တင်ညာကတစ်ခုကြံစည်တွေးတောမှုကြိုးစားအားထုတ်မှုဆိုတဲ့လိုချင်မှုစိတ်ဆိုးမှုအကောင်းအဆိုးရောနေတဲ့သင်္ခါရဆိုတာတစ်ခုအသိစိတ်ဆိုတာဝိညာဏတစ်ခုဆိုနန္တရားကို၄မျိုးခွဲလိုက်တယ်ရုပ်ကိုတော့တစ်ခုတည်းဟောထားပြီးအဲ့ဒါကိုခန္ဓာ၅ပါးလို့လူရဲ့ဘဝဟာရုပ်နဲ့နာမ်ဒီနှစ်ခုနဲ့ဖွဲ့စည်းထားတာလို့ဆိုလို့တယ်ဒီရုပ်နဲ့နာမ်နှစ်ခုပေါင်းစပ်ပြီးဖြစ်နေခြင်းကိုပဲဘဝလို့ခေါ်တယ်နော်ဒါကိုကမ္မဘဝဥပပတ္တိဘဝပဋိစ္စသမုပ္ပါဒ်မှာကံတရားသည်ခန္ဓာကိုဖြစ်စေတယ်လို့ဘဝကာမိကမ္မဘဝကမ္မဘဝဘဝကိုဘဝတစ်ခုကနေတစ်ခုရောက်စေတယ်သို့မဟုတ်ဘဝကိုဖန်တီးတဲ့ကံတရားသည်ဖန်တီးတဲ့ဘဝကိုဖန်တီးတဲ့အကြောင်းတရားကိုလည်းပဲဘဝလို့ခေါ်တယ်အဲ့ဒီကံတရားကဖန်တီးလို့ရလာတဲ့ခန္ဓာကိုလည်းနော်ဘဝလို့ခေါ်တယ်အဲ့တော့ဘဝလို့ပြောလိုက်လို့ရှိရင်အကြောင်းနဲ့အကျိုးနှစ်ခုပဲနော်ဘဝဆိုတာကံကြောင့်ဖြစ်လာဒါကံကိုအဓိကပြောတာပြည့်စုံအောင်ပြောမယ်ဆိုရင်ကံနဲ့ကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့လှုပ်ဆောင်လိုက်လို့ခန္ဓာ၅ပါးဆိုဖြစ်လာအဲ့ဒီခန္ဓာ၅ပါးဖြစ်လာအဲ့တော့ဘဝဟူသည်အကြောင်းဖြစ်တဲ့ဘဝကိုကမ္မဘဝလို့ခေါ်တယ်ထိုကမ္မဘဝကြောင့်ရလာတဲ့အကျိုးဖြစ်တဲ့ဘဝကိုဥပပတ္တိဘဝလို့ခေါ်တယ်အဲ့ဒါခန္ဓာ၅ပါးပဲအဲ့ဒါကိုပဲဘဝလို့ခေါ်တယ်အဲ့တော့ကိုယ့်ဘဝကိုယ့်အကြောင်းသိဖို့အတွက်ကကိုယ်မှာဘာရှိတယ်ဆိုသိရမယ်အဲ့ဒါမြတ်စွာဘုရားအရင်ဟောလိုက်တာအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲငါပဲသူ့ပဲတရဝပဲခံစားတတ်တာလှုပ်တတ်တာလှုပ်တတ်သူခံစားတတ်ဆိုတဲ့အတွေးတွေနဲ့ပဲတွေးငါဘဝနော်ငါအတွေးလူတွေအဲ့ဒါလိုပဲမြင်နေကြတာငါလှုပ်တာငါရဲ့စိတ်ခံစားချက်ဆိုပြီးတော့အဲ့ဒါတွေနဲ့တွေးပြီးတော့တဘာဝအစစ်မှန်ဖြစ်တဲ့ရှုပ်နာရဲ့ဆိုတာကိုမမြင်တော့ပဲအဲ့ဒီပေါ်မှာထင်မြင်ယူဆချက်တွေနဲ့လွဲမှားစွာတွေ့တော်နေတော့အဲ့ဒီဖြစ်တယ်ဆိုရင်အလွဲအမှားပေါ်မှာကြည်ရင်ဒီကိလေသာတွေဖြစ်တာပဲကိလေသာတွေဖြစ်လို့ကောင်းတဲ့မကောင်းတဲ့ကံတွေလုပ်ကုန်ကြတာကောင်းတာလည်းလုပ်တယ်ကိလေသာရဲ့လွန်ဆောင်ဥပမာလောဘကြောင့်ထိတဲ့ကောင်းတဲ့ဘဝကိုရခြင်းနဲ့ကုသိုလ်လုပ်တယ်လောဘကြောင့်အကုသိုလ်လုပ်တယ်ဒါဥပနိဒေယပစ္စည်းဟောပဲဒါနော်20ပစ္စည်းဟောတဲ့အခါကျတော့လောဘဆိုတဲ့အကုသိုလ်တရားကကုသိုလ်ကိုလည်းလှုပ်စေတယ်အကုသိုလ်ကိုလည်းလှုပ်စေတယ်လောဘကိုအကြောင်းပြုပြီးတော့သူ့သက်တတ်တယ်သူများဥစ္စာခိုးတယ်သူတို့ဘာသာများပြမှားတယ်လိမ်ပြောတယ်တေးရတောက်တယ်ငါဘာတိလိုက်ပြမှုတွေကျူးလွန်တယ်ဒါလောဘကြောင့်လည်းဖြစ်အဲ့ဒီလောဘကိုအကြောင်းပြုပြီးတော့ပဲနောက်ဘဝကံခံစားဖို့ဆိုပြီးတော့
သူများတဲ့တချင်းကရှောင်းတယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်လှူပေးတယ်နော်အဲ့ဒါကောင်းတာလည်းလုပ်တာအဲ့ဒါလို့ကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ဆိုတာလောဘကလုပ်စီတာမှန်တယ်သို့တော့သူ့ကိုအမှန်တရားမသိရအောင်အဝိဇ္ဇာဆိုတဲ့မောဟကဖုံးပေးထားတယ်ဖုံးပေးထားသည့်အတွက်ကြောင့်တန်တရားဝုစင်ရဲ့ကိုဝုစင်ရဲ့လို့မမြင်ဘူးအကောင်းလို့ထင်တယ်ဥပမာလူဘဝကောင်းတယ်လို့ထင်တယ်နတ်ဘဝကောင်းတယ်လို့ထင်တယ်အဲ့တော့နတ်ဖြစ်ရပါလို့ဤလူဖြစ်ရပါလို့ဤဆိုတဲ့တောင်းတမှုတွေဝင်လာတယ်အဲ့ဒါလို့နောက်ဘဝမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့နောက်ဘဝမှာအထက်တန်းသားဖြစ်ရပါလို့ဆိုတာမျိုးတွေဆုတောင်းလာအဲ့ဒါဘာလို့ဆိုလို့ရှိရင်ကြုံတွေ့ရမဲ့ဆင်းရဲဒုက္ခတွေကိုမသိတဲ့အဝိဇ္ဇာကမသိအောင်ဖုံးပေးထားတော့သူကကောင်းတယ်လို့ပဲထင်တယ်အဲ့ဒါကြောင့်လှုပ်တယ်အဲ့တော့လောဘကိုအကြောင်းပြုပြီးအကုသိုလ်တွေဖြစ်တယ်ကုသိုလ်တွေဖြစ်တယ်ဒေါသကိုအကြောင်းပြုပြီးတော့လည်းကုသိုလ်တွေဖြစ်တယ်အကုသိုလ်တွေမောဟကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေဖြစ်တယ်အကုသိုလ်တွေဖြစ်တယ်အဲ့ဒါကိုဥပနိဒေယပစ္စည်းလို့ခေါ်နော်ဒေါသကိုအကြောင်းလောဘဒေါသမောဟအကုသိုလ်ကိုအကြောင်းပြုပြီးကုသိုလ်တွေဖြစ်တယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားသိတဲ့အခါကျတော့မြတ်စွာဘုရားဘဝတစ်ခုမှာမြတ်စွာဘုရားဟောတဲ့တရားကြတော့လူတွေရဲ့ဘဝဆိုတာရှုံးတဲ့နာနှစ်ခုနဲ့ပေါင်းစပ်ထားတာဖြစ်လို့အဲ့ဒီရုပ်အကြောင်းနာအကြောင်းကိုသိဖို့ရအတွက်ဟောတယ်ဒီသုတ်တံမှာတော့အချင်းလေးပဲပြတယ်ရှုံးတဲ့ပတ်သက်ပြီးတော့ဣတိရူပံဣတိရူပတ္တသမုဒယောဣတိရူပတ္တအထင်မောရှုပ်ကြောင့်ကိုဟောတဲ့အခါကျတော့ဣတိရူပံဆိုဣတိရူပံဆိုရှုပ်ဆိုတာဒါပဲရှုပ်ရဲ့သဘာဝကိုမြင်အောင်မြတ်စွာဘုရားဟောပြတယ်ဒါကိုယုတ်လို့ခေါ်တယ်ဘာလို့မဟာဘုတ်၄ပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးအကြမ်းမြင်ပြောလို့ရှိရင်မဟာဘုတ်၄ပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးထိုမဟာဘုတ်၄ပါးကိုမှီပြီးတော့ဖြစ်တဲ့မျက်စိနားနာလျှာကာယဆိုတယ်နော်ယုတ်နဲ့ပတ်သက်တာတွေပေါ့နော်အဲ့ဒါကိုယုတ်လို့အဆောဗျာသိအောင်ဟောပြတယ်အဲ့တော့ယုတ်လို့ခေါ်လိုက်တဲ့ဖြင့်ဒါယုတ်တရားပဲအဲ့တော့ယုတ်တရားလို့ခေါ်လိုက်တဲ့ဖြင့်ရှုပ်တရားဟာယုတ်တရားများတာဖြစ်တယ်ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးသူ့ကြောင့်နဲ့သူ့တော်ဝတက်တက်များတာဖြစ်တယ်ဆိုတာကိုသိစေတယ်နောက်တစ်ခါယုတ်ဟောပြီးတဲ့အခါမှာဒီယုတ်နဲ့ပတ်သက်ပြီးတော့အချက်နှစ်ချက်ရှိတယ်တစ်ချက်ကဘာလို့လဲဒီယုတ်ဟာဘာကြောင့်ဖြစ်တယ်လဲအကြောင်းတရားကိုဟောတယ်နောက်တစ်ခါဒီယုတ်ဟာဘာကြောင့်ချုပ်ငြိမ်းရတယ်လဲဖြစ်ကြောင်းနဲ့ချုပ်ကြောင်းနှစ်ခုဟောတယ်အဲ့တော့ဆိုလိုတာကရုပ်ဖြစ်ကြောင်းတရားကတစ်ခုဒီယုတ်တွေချုပ်ငြိမ်းသွားဖို့ရအကြောင်းကတစ်ခုနှစ်ခုရှိတယ်သူကအဖြစ်ကြောင်းတရားရှိရင်ချုပ်ကြောင်းတရားလည်းရှိရမယ်အဖြစ်ရှိရင်နော်သာဝရမဖြစ်တာလည်းရှိကိုရှိရမယ်သူကအဲ့နှစ်ခုပြည့်စုံအောင်ဟောလိုက်တာအမှန်တော့ဒါသစ္စာလေးပါယုတ်နဲ့ပတ်သက်ပြီးသစ္စာလေးပါဟောတာဒါယုတ်လို့ပြောလိုက်တာဒုက္ခလို့ပြောတာပဲရုပ်ဖြစ်ကြောင်းလို့ပြောလိုက်တာပါပြောလိုက်တာလို့ဆိုရင်သမုဒိယသစ္စာကိုပြောလိုက်တာပဲအကြောင်းတရားကိုပြောလိုက်တယ်ရုပ်ချုပ်ကြောင်းလို့ဆိုတာမေဃသစ္စာကိုပြောတာမေဃသစ္စာပြောရင်ကနေမေဃသစ္စာရဲ့ဥဒိယလမ်းဆုံးရကនិရောဓသစ္စာပြောပြီးသားဖြစ်သွားတယ်ဆိုလိုတာယုံနဲ့ပတ်သက်ပြီးတော့သစ္စာလေးပါးကိုဟောတာပဲဗျာဒါသဘာဝအစစ်မှာအဲ့တော့မြတ်စွာဘုရားပွင့်လာပြီးတဲ့နောက်မှာအေးရူပရှုပ်ဆိုတာဒါတွေဒါအကုန်ပဲထိတဲ့နောက်အပိုးမရှိဘူးနော်အပိုးမရှိဘူးအယော့မရှိဘူးရှုပ်ဟာဒါပဲကိုယ်အောင်သိတော့လေထိအပြင်းမှမရှိဘူးဒါအကုန်ပဲဆိုတော့မြတ်စွာဘုရားဟောတာတဲ့ယုတ်တရားမဟာဘုတ်၄ပါးဥပါဒယုတ်24ပါးအလုံးယုတ်28ပါး
ဒါကုန်ပဲထိတယ်ပို့တာမရှိတော့ဘူးလိုလည်းမလိုဘူးပို့လည်းမပို့ဘူးဒါအတိအကျဟောတာဒါဣတိရူပံအဲ့ဒီယုတ်ဖြစ်ကြောင်းတရားကိုတခါဟောတယ်ဒီယုတ်တွေဟာသူဖြစ်လာတာမဟုတ်ဘူးကြောင်းတရားရှိလို့ဖြစ်လာတယ်ဆိုပြီးကြောင်းဟောတယ်နောက်ဒီယုတ်တွေချုပ်လာတယ်ဆိုတာချုပ်ကြောင်းကလည်းပဲသူချုပ်တာမဟုတ်ဘူးအကြောင်းတရားချုပ်လို့ဒါယုတ်တွေချုပ်တာဆိုတာမေဃသစ္စာပါတခါတည်းဟောတယ်အဲ့ဒါယုတ်နဲ့ပတ်သက်ပြီးအဲ့လိုဟောတယ်လို့ပဲဝေဒနာခန္ဓာနဲ့ပတ်သက်ပြီးတော့ဝေဒနာဆိုတာအလုံးကသိနေကြတာပဲစိတ်ခံစားမှုကိုပြောတာစိတ်ထဲမှာအာယုန်နဲ့တွေ့လို့ရှိရင်စိတ်ခံစားမှုကပေါ်လာတယ်ခံစားမှုဆိုတဲ့ထဲမှာကောင်းတဲ့ခံစားမှုမကောင်းတဲ့ခံစားမှုလူတွေမှာရှိတယ်ဒါပျော့စရာဆိုရင်ကောင်းတဲ့ခံစားမှုပဲစိတ်ညစ်စရာဆိုရင်မကောင်းတဲ့ခံစားမှုပဲတက်တာနဲ့ပြုံးနိုင်တယ်ဆိုရင်ဒုက္ခမဲ့နေရတယ်ဆိုဒုက္ခစိတ်ခံစားမှုပါလို့ရှိတယ်ပြုံးခြင်းမဲ့ခြင်းမရှိဘူးတမန်အနေထားဆိုရင်လည်းဝေဒနာပဲအဲ့ဒါကြောင့်မို့ဝေဒနာကိုဒုက္ခဒုက္ခအဒုက္ခမဒုက္ခဒုက္ခဆိုတာခံလို့ကောင်းတယ်ခံစားလို့ပြောစရာဖြစ်တယ်ကျဉ်းတ်စရာဖြစ်တယ်ဒုက္ခဆိုတာခံရခက်တယ်ကျဉ်းတ်စရာမကောင်းဘူးဆိုစိတ်အခြေအနေတစ်ခုပြောအဒုက္ခမဒုက္ခဆိုတာအဲ့ဒီနှစ်ခုမဟုတ်တဲ့တမန်ခံစားချက်လို့သူပြောအဲ့ဒါဆိုအဲ့ဒီဝေဒနာလည်းလူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့သဘာဝတရားဒါကြောင့်မို့ဣတိဝေဒနာဣတိဝေဒနာယသမှုတယောဣတိဝေဒနာယအထက်ကမောဝေဒနာဟာဒါအကုန်ပဲလူရဲ့စိတ်ခံစားမှုဟာဒါအကုန်ပဲအထိပြမရှိဘူးဆိုပြီးတော့ဒီဝေဒနာဘာကြောင့်ဖြစ်ရတယ်လဲအကြောင်းတရားပါဟောတယ်ဒီဝေဒနာဘာကြောင့်ချုပ်ငြိမ့်တယ်လဲချုပ်ငြိမ့်ရခြင်းအကြောင်းလည်းဟောတယ်တခါတည်းချုပ်ငြိမ့်ကြောင်းကိုထဲဟောတာအာရုံဆိုလို့ရှိရင်တန်တရားကထွက်ပေါက်ကိုဟောတာနော်ဖြစ်နေတဲ့အကြောင်းကိုသိလို့ရှိရင်အဲ့ဒီအကြောင်းကိုပယ်လိုက်ရင်ဖြစ်เสียမရှိတော့ဘူးလေအကြောင်းကိုပယ်လိုက်ရင်အကျိုးကရတာပဲလားထုံးစံဘာကြောင့်ဖြစ်နေတာလဲအဲ့ဒီအကြောင်းတည်းဒါကြောင့်မို့သမှုရိယာနဲ့အထင်ကမဒီနှစ်ခုထဲဟောထို့တူပဲတင်ညာဆိုတာအာယုတစ်ခုနဲ့ကြုံလိုက်တဲ့အခါမှာစိတ်ထဲမှာမှတ်လိုက်တာမျက်စိကမြင်လဲမှတ်လိုက်တယ်နားကအတန်ကြာလဲမှတ်လိုက်တယ်အဲ့ဒီမှတ်ထားတဲ့အတိုင်းနောက်တစ်ခါပြန်သိတယ်အဲ့ဒါပညာလို့ခေါ်တယ်မှတ်ထားတဲ့အတိုင်းပြန်သိတာအဲ့တော့မှတ်ထားတာနဲ့လွဲချော်သွားလို့ရှိရင်သူကတလွဲဖြစ်သွားပြန်ဒါမို့တင်ညာကသိကြပါ့မဟုတ်ဘူးဥပမာလူတယောက်ကိုဝါဖိုင်ပိုင်နေထားတော့မှတ်ထားတယ်အဲ့ဒီလူကကျမ်းမာရေးမကောင်းလို့ပိန်ချောက်သွားတယ်ကမှတ်မိတော့အဝတ်စားပြောင်းလိုက်ရင်လည်းသူကပြောင်းသွားပြန်မတ်တက်လိုက်ရင်လည်းမမှတ်မိပြန်ပါဇက်တို့နှာခေါင်းတို့မှတ်ထားလို့ရှိရင်မတ်တက်ထားရင်ပါဇက်နှာခေါင်းကပိတ်လိုက်တော့အခါကျမှတ်မိပြန်တော့အဲ့ဒါတင်ညာရဲ့သဘောပဲအဲ့ဒါကိုလည်းပဲဒါဟာတင်ညာဆိုတာအမြင်အကြားအာယုန်နဲ့ပတ်သက်ပြီးတော့သိတဲ့တင်ညာအဲ့ဒီတင်ညာဘာကြောင့်ဖြစ်တယ်ဆိုတာကိုလည်းဟောတယ်အဲ့ဒီတင်ညာဘာကြောင့်ချုပ်ငြိမ့်သွားတယ်ဆိုတာလည်းဟောတယ်နောက်တစ်ခါသင်္ခါရဆိုတာဖန်တီးတာပဲလေဘာတွေဖန်တီးတာလောကလူတွေဖန်တီးနေကြတာပဲလေအများတာစိတ်ဆိုးတာလည်းဖန်တီးတာပဲနောက်လိုချင်တာလည်းဖန်တီးတာပဲမသိတာလည်းဖန်တီးတာအဓိကတော့စေတနာကိုအဓိကထားစေတနာကိုအဓိကထားပြောရင်သင်္ခါရဖန်တီးတယ်ကြိုးစားတယ်လှုပ်ဆောင်နေကြတယ်အများအားဖန်တီးနေကြတယ်လူတွေရဲ့စိတ်ကအများအားဖန်တီးနေတာနော်ကောင်းတာလေးလိုချင်တယ်ကောင်းတာရွေးတယ်စားစရာရွေးတယ်နေစရာထိုင်စရာရွေးတယ်ဒါဖန်တီးမှုတွေခေါ်တယ်အဲ့ဒါဘယ်သူတွေဖန်တီးတာသင်္ခါရဖန်တီးတယ်ဒါမို့သင်္ခါရဟာတရားကိုကောက်လိုက်တဲ့အခါစေရနာကိုအဓိကထားပြီးတော့စိတ်ထဲမှာရှင်တွဲပြီးတော့ဖြစ်တဲ့စေရသိက်50စိတ်ခံစားချက်တို့မှတ်သားချက်တို့မှတစ်ပါးဉာဏ်နဲ့စေရသိက်တွေအလုံးကိုသင်္ခါရလို့တို့ခေါ်လိုက်တာနော်ခေါ်လိုက်တာဖန်တီးလို့သင်္ခါရလို့ခေါ်တယ်
အဲ့တော့နောက်တစ်ခုအဲ့ဒီမှာလည်းပဲသင်္ခါရဆိုတာဒါအကုန်ပဲသင်္ခါရရဲ့အကြောင်းတရားကဒါပဲသင်္ခါရချုပ်ငြိမ်းရတာဒါပဲလို့ဆိုပြီးတော့မြတ်စွာဘုရားသုံးမျိုးဟောတာခန္ဓာတစ်ခုမှာနော်သင်္ခါရဆိုတာဒါတွေသင်္ခါရရဲ့ဖြစ်ကြောင်းတရားကဒါသင်္ခါရချုပ်ကြောင်းတရားကဒါဆိုပြီးတော့အဲ့ဒါခေါ်သွားတယ်နောက်တစ်ခုကနောက်ဆုံးတစ်ခုကဝိညာဏလို့ခေါ်တယ်ဝိညာဏဆိုတာအသိစိတ်ပဲတမန်အားဖြင့်တော့အသိစိတ်နဲ့စေတသိက်ဆိုတွဲဖက်နေတာတွဲဖက်နေပြီမဲ့လို့သူကလှုပ်ဆောင်ခြင်းမတူဘူးစိတ်ရဲ့အလုပ်သဘောတစ်ခုစေတသိက်ရဲ့အလုပ်သဘောတစ်ခုမသိလို့ရှိရင်တော့စိတ်ကလှုပ်တယ်ပဲထင်တယ်ဥပမာတွေးတာအသိပဲနဲ့လူတွေအများဆုံးကစိတ်နဲ့တွေးတယ်လို့ထင်တယ်အမှန်စိတ်ကတွေးတာမဟုတ်ဘူးတွေးတာဝေဒနာဟုတ်တယ်ဝိတက်ကတွေးတာတွေးတဲ့စိတ်အာယုန်နဲ့တွေးတယ်ဆိုတာအာယုန်နဲ့စိတ်နဲ့ဆုံပေးတာကိုပြောတာအာယုန်စိတ်ကိုအာယုန်မတင်ပေးတာကိုပြောတာအဲ့တော့လုံးဆောင်မှုတွေအားလုံးဆိုစိတ်ကအာယုန်ကိုရှားယူလိုက်တဲ့သဘောလေးပဲဖြစ်တယ်ဥပမာစိတ်တစ်ခုမှာစေတသိက်အနည်းဆုံး9ခုရှိ9ခုဟာသူ့လုံးနဲ့သူလုံးကြတာအဲ့ဒါကိုသိချသဘောပေါက်မယ်ဆိုရင်တော့သူ့လုံးနဲ့သူလုံးတာတစ်ခုစီပဲဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ပစွန်လုံးတစ်ကောင်မှာခြေတော့6ချောင်းရှိတယ်ထားပါတော့9ချောင်းရှိတယ်ပဲထားနော်6ချောင်းရှိရှေ့အတန်းနဲ့9ချောင်း10ချောင်းရှိတယ်ထားသူကနဲ့သူပဲသူကလက်တံလေးတွေသူရှိတယ်အဲ့တော့စိတ်ကပါနဲ့တူတော့ဆိုရင်အထီကို body နဲ့တူတယ်အထီကို body ကခုနခြေတံလက်တံလေးတွေမရှိရင်သူရွှေ့လို့မရဘူးခြေတံလက်တံလေးအာပြုတ်ပြီးတော့ထိပစုံလုံးဆိုတဲ့အကောင်ရွှေ့တာခဏန်းခေါ်ပစုံလုံးခေါ်ပေါ့နှမျိုးခတ်စင်နေမှာပဲသူကအဲ့တော့စဉ်းစားကြည့်ရမှာတော့အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကစိတ်တစ်ခုမှာအနည်းဆုံးစေတသိက်9ခုရှင်တယ်လို့ပြောတယ်ထင်ပါနော်အာယုန်နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မှုတွေတစ်ခုစီပဲသူကဆိုပါစို့စိတ်လေးကစိတ်ကသူ့ဘက်သူအာယုန်ကိုယာယူတဲ့သဘောပဲဒါပေမဲ့သူ့ဘက်သူအာယုန်ကိုယူနိုင်လားလို့ဆိုမယူနိုင်ဘူးဖတ်တာကအာယုန်နဲ့စုံစည်းပေးတာအဲ့ဒါဖတ်တာကအာယုန်နဲ့စိတ်နဲ့ contact လုပ်ပေးတာဆက်သွယ်ပေးတာအဲ့ဒါဖတ်တာဖတ်တာမရှိလို့ရှိရင်အာယုန်နဲ့စိတ်နဲ့မဆက်သွယ်ပြီးဘူးနောက်တက်ကဝေဒနာကအာယုန်ရဲ့အရာတာကိုခံစားတာစိတ်ကခံစားတာမဟုတ်ဘူးဝေဒနာခံစားတာအကောင်းဆုံးဝေဒနာသူကသူ့လောက်ကသူ့အဲ့ဒါတခုနောက်တစ်ခုကတင်ညာကမတန်တင်တာနောက်တစ်ခါကြာရင်သူမှတ်ထားတဲ့အတိုင်းပြန်သိတယ်သူကဖတ်တာဝေဒနာတင်ညာစေရနာကတွန်းအားပေးတာနော်သူရဲ့တွန်းအားကြောင့်သူတို့လှုပ်ဆောင်မှုတွေဖြစ်တာဘာနဲ့တူတော့ဆိုစက္ကရိယာနဲ့တူတယ်မှာတော့နော်စက္ကရိယာတစ်ခုပူပေါင်းပြီးတော့လုပ်တဲ့သဘောပဲဖတ်တာဝေဒနာတင်ညာစေရနာဧကဂတကအာယုန်တစ်ခုတည်းနဲ့စုံစည်းပေးတာဒါလည်းသူ့လုပ်ပဲစီဝိတိန်တရိယဒါတော့နောက်ထပ်ဖြစ်ဖို့အတွက်အသက်ဆိုတဲ့ထိမ့်သိမ့်တဲ့သဘောတစ်ခုနောက်ထပ်ပြန်ဖြစ်တာသူရှိလို့ပြန်ဖြစ်တာနော်ပဏတိကာရအာယုန်နဲ့စိတ်နဲ့စုံစည်းပေးတာဖတ်တာရဲ့ဝေဒနာရဲ့တင်ညာရဲ့စေရနာရဲ့ဧကဂတရဲ့စီဝိတိန်တရိယရဲ့ပဏတိကာရကအာယုန်ဘက်ကိုဥလှည့်ပေးတာစိတ်ကိုအာယုန်ဘက်ကိုလှည့်ပေးအဲ့တော့သူ့လုံးနဲ့သူ့လုံးကြတာအလုံးကပူပေါင်းဆောင်ရတယ်တော့ပူပေါင်းဆောင်ရမှုသဘောဆိုတာဟာတာမန်ကြည့်လိုက်မယ်ဆိုရင်လူရဲ့ခန္ဓာကိုယ်မှာလည်းပူပေါင်းဆောင်ရတယ်လေမျက်စိအလုံးလုံးတာဆိုတော့လမ်းသွားတယ်ဆိုတော့မျက်စိကဘာလုပ်ပြီးကြည့်ပေးတာ
မျက်စိကလမ်းမလျှောက်နိုင်ဘူးလမ်းလျှောက်တာကခြေတော့အတန်နားထောင်တာကနားအနံ့သိတာကနှာခေါင်းအရသာသိတာကရှားအထီးတွေ့သိတာကာယသူကနဲ့သူအကုန်လုံးပူပေါင်းပြီးတော့တစ်ခုချိုးရင်လို့ရှိမရအောင်တစ်ခုချိုးရင်တော့သိတာအဲ့တော့ခြေထောက်တောင်မှပဲခြေထောက်နာဘူးတဲ့လူတွေကသိလိမ့်မယ်ခြေထောက်နာဘူးမှသိတာဥပမာခြေမကြီးတစ်ခုရောင်းပြီးတော့ခြေမအစ်စ်တရောင်းနေတယ်ဆိုလို့ရှိရင်ငါတို့ကထင်တာတော့ခြေမအလကားပဲဘာမှသုံးဝင်မှုထင်တယ်ဘယ်ဟုတ်မှာတော့သူ့ခြေထောက်နာနေလို့ရှိရင်ဖြောင်းဖြောင်းသွားလို့မရတော့နောက်တလန်းလမ်းပြီဆိုရင်သူ့ဘောအကုန်လုံးကအာပြုကြတာသူ့ဘောမှာဖိပြီးပါနောက်တလန်းလမ်းလို့ရတာအဲ့တော့ခြိမရဲ့တန်ဖိုးကနာပြီးဆိုမှသိတယ်ခြိမမရှိရင်မရဘူးဆိုလက်မဆိုတာလည်းအဲ့တိုင်းပဲကျန်တဲ့လက်တွေကဘလောက်များနေနေသူ့ကြီးကင်လို့မမြဲဘူးလက်မနဲ့မှမြဲတာဒါကြောင့်မို့ခြေမလက်မဆိုတာတကယ်ကိုအဓိကရတယ်ပဲဖြစ်တယ်အားလုံးဟာပူပေါင်းပြီးတော့ဆောင်ရတယ်တစ်ခုချိုးရင်းသွားတာနဲ့တပြိုင်နက်သူ့လှုပ်ဆောင်ချက်ကိုကြံတဲ့အားတွေမလှုပ်နိုင်ဘူးအစားမထိုးနိုင်ကြဘူးသိပြီးတော့အဲ့ဒါလိုပဲစိတ်မှလည်းပဲထိုးတူပဲဒါမို့စေတသိက်9ခုနဲ့စိတ်အလုံးပေါင်းရင်10ခုဒါအနည်းဆုံး10ခုအဲ့ဒီ10ခုဒီတစ်ခုချိုးရင်းသွားလို့မရဘူးအလုံးဟာ10ခုဟာပူပေါင်းပြီးတော့ဆောင်ရတယ်ဆိုတဲ့ဘောပြောနော်အဲ့လိုကြည့်လိုက်ပဲဆိုမြတ်စွာဘုရားကဟောတာအဲ့ဒီသဘာဝတရားတွေဟောတယ်ရှုပ်အကြောင်းဟောတယ်ဝေဒနာအကြောင်းဟောတယ်တင်ညာအကြောင်းဟောတယ်သင်္ခါရအကြောင်းဟောတယ်ဝိညာဏဆိုတဲ့စိတ်အကြောင်းအဲ့ဒီစိတ်ကဘာကြောင့်ဖြစ်တယ်ဆိုတာလည်းဟောတယ်ဘာကြောင့်ချုပ်သွားတယ်ဆိုတာလည်းဟောတယ်အဲ့တော့ခန္ဓာ၅ပါးရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုတစ်ခုစီတစ်ခုစီအသေးစိတ်၃မျိုးစီဟောသွားဒီသုတ်တမှာတကယ်အကျဉ်းလေးနဲ့ဟောတာနော်အဲ့ဖျားပွင့်မှထိတဘာဝတွေကိုသိခွင့်ရတာတော့မို့ဆိုရင်ဘဝဆိုတာလူတွေကမသိဘူးဘာမှမသိဘူးခန္ဓာ၅ပါးပေါင်းစပ်ထားတာဘဝလို့ပြီးတဲ့အခါကျတော့မြတ်စွာဘုရားဖြစ်တာလဲဟောတယ်ချုပ်တာလဲဟောတယ်ဆိုတော့သာဝရမြဲတာမဟုတ်ဘူးအကြောင်းရှိရင်ဖြစ်မယ်အကြောင်းချုပ်ရင်ချုပ်မယ်အကြောင်းပေါ်မှာပိတည်နေတယ်သင်္ခါရဆိုဒီမှာသဗ္ဗေသင်္ခါရအိဋ္ဌာအလုံးဟာပြုပြင်ထားတဲ့အရာတွေဖြစ်လို့သာဝရမမြဲဘူးဆိုတာကိုမြတ်စွာဘုရားအတိအကျလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ပြမပဲဖြစ်ဖြစ်လောကမှာတတ္တဝါတွေဟောဒီခန္ဓာ၅ပါးနဲ့ဖွဲ့ထားတာဆိုတာကိုထောက်ပြတယ်အဲ့တော့တမန်အဖြစ်လူတွေကတော့ဝေးလာပြီးတော့သိတယ်ဆိုတာသိကြတယ်အားလုံးတတန်းတို့တဲ့ခေတ်တွေဆိုသိတယ်နော်ဝေးလာပြီးသိရတယ်ဆိုတာသိလာကြတယ်သိလာတော့လည်းပဲဘာကမှားနေတော့ဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာဒါဝရမြဲတဲ့အတ္တဆိုတာလေးရှိတယ်ပေါ့ယုတ်ကမမြဲဘူးဆိုတာတော့သိနေကြတယ်အဲ့တော့မမြဲဘူးဆိုတာမြဲတယ်ဆိုတာပဲပေါ်သွားဆွဲတော့ဆိုနန္တရားပေါ်မှာသွားဆွဲတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့တပိအဝကဖြစ်နေတဲ့ဘုန်းကြီးဝတ်နေတဲ့တာတိဆိုတဲ့ကိုရောတောင်းပါပဲဒီစိတ်ကလေးကပဲတဲ့တန်တရားထဲမှာသွားနေတာပေါ့ဝိညာဏလို့ခေါ်တယ်ဒီစိတ်ကလေးကပဲတန်တရားထဲမှာလဲနေတာတပွားပြီးနောက်ပွားသွားတယ်ဒီနောက်ပွားပြီးသွားတယ်ဆိုမြဲတယ်ဆိုတဲ့အယူဆရှိတယ်မသေးဘူးမဟုတ်သေးတယ်သိသွားရင်နောက်ပွားပြန်ဖြစ်တယ်နောက်ပွားဖြစ်တယ်ဆိုမြဲတယ်ဆိုတဲ့အယူဆရှိတယ်မြတ်စွာဘုရားအဲ့ဒါသူမေးတာမင်းပြောခြင်းနဲ့ဝိညာဏဆိုဘယ်ဟာလဲလို့ဆိုဝတ္တောဝေရိယောတဲ့သူကစကားပြောတတ်တယ်ခံစားတတ်တယ်စကားပြောတတ်တယ်နော်
ဆိုလိုတာကဒီလောကမှာလှုပ်ဆောင်နေတာအလုံးလုံးတာလည်းသူပဲခံစားတာလည်းသူပဲစကားပြောတယ်အလုံးလုံးတယ်စိတ်ခံစားတယ်အဲ့ဒါလေးကဒီဘဝသိသွားရင်နောက်ဘဝသွားတယ်ဆိုတော့မြဲနေတယ်ဆိုတာတစ်ခုသူကမှတ်ထားတယ်အဲ့ဒီမှတ်ထားတော့မြတ်စွာဘုရားကအဲ့ဒါမမြဲဘူးဝိညာဏပဋိစ္စသုပ္ပန္နဝိညာဏဟာအကြောင်းကိုမြည်ပြီးတော့ဖြစ်တာဖြစ်သောကြောင့်အနိစ္စပဲလို့ဟောတာအဲ့တော့လူတွေကတော့သိတယ်ဆိုတာလက်ခံတယ်ဒါပေမဲ့လို့မသိတဲ့အရာလူတွေထဲမှာရှိနေအဲကြောင့်ဟိုဘဝဒီဘဝကောင်းအောင်ဆုတောင်းနေကြတာဘယ်သူပဲဖြစ်ဖြစ်ကိုယ့်ကိုဘုရားဟောတာလို့သိအောင်တောင်းပါပဲဒါနောက်ဘဝစာလေးတော့တွေးမိနေကြသေးတယ်လူတွေနောက်ဘဝပါဖြစ်မယ်ဆိုလို့ရဒါမြဲတယ်ဆိုတဲ့အစွဲလမ်းကြီးကဘယ်လောက်ရှိတယ်ဆိုတာစဉ်းစားကြည့်နော်ကိုယ်နောက်ဘဝဖြစ်မှာပဲနောက်ဘဝမျောနေတော့မယ်လေကိုယ်လည်းမျောတာသူလည်းမျောမှာပဲတော့အဲ့ဒီလိုတတ္တယူဆွဲရချိမာတယ်ဘာကြောင့်လို့ဆိုရင်တတဝါလို့ထင်နေတာမှန်တော့ယုံနဲ့နာမယ်ဒီတစ်ခုပဲရှိတယ်ဆိုရင်အဲ့ဒါဒီလိုဖြစ်တော့အဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါမှာလူတွေကတော့သဘောပေါက်လာပြီပေါ့သဘောမပေါက်တာတွေကဘယ်သူတွေတုံးဆိုရင်ရှေပိတိထေဝါတိကယုကာတတန်းကိုကဘာချီပြီးတော့ရှည်တဲ့ပြမကြီးတွေရှိတယ်ဓမေဓမောကြီးကသူတို့မသေးတဲ့လို့မသေးတော့လို့ထင်ရလောဘယ်တော့ကမွေးလာမှမသိဘူးကိုယ်တက်ကလေးတောင်ကိုမသိတော့ကြာကျင်တိုင်းကြာပြည့်နေအောင်နေရအဲ့တော့ခရစ်ယာန်တွေကိုယ်ဝယ်တဲ့ခေါ်ဆိုတာသူတို့လည်းမသိဘူးလို့ထာဝရဘုရားလို့ခေါ်တာဒါကြောင့်မလို့ခေါ်ဆိုတာဟိန္ဒူလည်းဒါပဲကိုယ်ဝယ်တာမွတ်စလင်လည်းဒါပဲကိုယ်ဝယ်တာအဲ့ဒါကိုမြတ်စွာဘုရားရှေပိတိထေဝါဓိကယုကာမရှိဘူးမို့ရှိတယ်တတန်းရှိတယ်တဲ့ဝဏဝန္တောလှပတဲ့ပုံတရံလှပကြတယ်ဒုက္ခဘဟုလာစိန်ကြကြနေရတယ်သူတို့မှာဆင်းရဲဒုက္ခမရှိဘူးဥစ္စေတုဝိမာနေတုစိရထိတိကာကောင်းကင်ဘုံမှာအထက်ကောင်းကင်ဘုံမှာသူတို့ဟာဗိမာန်ကြီးတွေနဲ့အကြာကြီးအသက်တန်းရှိနေကြတယ်တဲ့နော်ဥစ္စေတုဝိမာနေတုအလုံးမြင့်တဲ့ကမ္ဘာရဲ့ကောင်းကင်ဘုံကြီးထဲမှာသူတို့ဟာမြင်မာတဲ့ဘုံဗိမာန်ကြီးတွေနဲ့စိရထိတိကာဘဝမှာအကြာကြီးနေသွားကြတယ်အဲ့ဒီလိုသက်တမ်းရှိတဲ့ပြမကြီးတွေတောင်မှပဲမြတ်စွာဘုရားကအခုလိုရုပ်ကြောင့်ဝေဒနာကြောင့်တင်ညာကြောင့်သင်္ခါရကြောင့်ဒါတွေကဖြစ်မှုရှိတယ်ဖြစ်ကြောင့်တရားရှိတယ်ချုပ်ကြောင့်တရားရှိတယ်လို့ဖြစ်ပြနဲ့ပတ်သက်ပြီးတော့ဟောလိုက်တဲ့အခါမှာညာတော့အဖြစ်သူတို့တောင်လန့်ဖြန့်သွားကြတယ်ကိုယ့်ကိုထာဝရလို့ထင်တဲ့တကူရှင်ကောင်းကင်ဘုံကတကူရှင်ကြီးတွေလန့်ကုန်ကြတာမြတ်စွာဘုရားဟောလိုက်တဲ့တရားအကုန်လုံးခြုံဟောတာသူတို့တောင်ဘယ်လိုတွေးပြီးကုန်ကြတော့ဆိုရင်အနိစ္စဝခိရဘောမယံသမနာနိစ္စမာတိအမိညိမှာငါတို့ဟာတဲ့မမြဲတာကိုငါတို့ကမြဲတယ်လို့သွားထင်မိနေကြပြီတဲ့နော်အတုဝဝခိရသမနာဘောမယံသမနာထုဝမတိအမိညိမှာမခိုင်မြဲတာကြီးကိုငါတို့ကခိုင်မြဲတယ်လို့ထင်ကြတယ်အတ္တတတဝခိရဘောမယံသမနာတတ္တတမာတိနော်အမိညိမှာအစင်ထာဝရတိရမဟုတ်ဘဲနဲ့တို့ကအစင်ထာဝရရှိနေတယ်လို့တို့ကမထင်နေကြကြတာတော့ဖျားပွင့်တော့ဖေးရမပြသဗ္ဗေသင်္ခါရအိဋ္ဌာလို့ခေါ်လိုက်တဲ့အခါကျတော့ဟာငါတို့လည်းပါနေပါလားသူတို့လန့်ဖြန့်သွားကြတယ်မယံပိအယံပိမယံပိကိရဘောအနိစ္စငါတို့လည်းမမြဲဘူးဆိုပါလား
ဓမ္မစကြာတရားဟောတဲ့အခါကျတော့အလုံးသဘောပေါက်သွားတာပြမပေါင်းဆက်ရှိကလေးလာနာတာဟုတ်အဲ့တော့သူတို့လောကကြီးကတုံ့လှုပ်သွားတယ်ကောင်းသူတို့ကိုသူတို့ထာဝရလို့ထင်တဲ့ကောင်းကင်ဘုံမှာနေဆာထာဝရဖရာထာဝရကောင်းကင်ဘုံမှာနေကြတယ်ဟောမယံပြီးကြီးတာပေါ့အာနိဆာတို့လည်းမမြဲဘူးဆိုလားအထုဝါတို့လည်းမခိုင်မာဘူးဆိုလားအတ္တတတာတို့လည်းထာဝရမဟုတ်ဘူးဆိုလားတို့လည်းတက္ကာယဆိုတဲ့ခန္ဓာထဲမှာအကျုံးဝင်နေတဲ့ဆိုလားလို့ဆိုပြီးတော့သူတို့ထိတ်လန့်တုန်လှုပ်သွားကြတယ်မြတ်စွာဘုရားဟောတဲ့တရားကိုကြားရတဲ့အခါမှာအမှန်သိသွားကြတယ်ဗျာဖေတုံးကမှသူတို့ဟာသိရမယ်ဆိုတာမထင်ဘူးကောင်းကင်ဘုံဒီထာဝရဘုံလို့ပဲသူတို့ထင်တယ်ဒါကြောင့်မလို့လူတွေကလည်းပဲဘုရားသခင်နဲ့ထာဝရကောင်းကင်ဘုံဆိုတာမျောလင့်နေကြတာလေထာဝရလို့ထင်နေတာအဲ့ဒါတွေတခုမှထာဝရမဟုတ်ဘူးဆိုတာမြတ်စွာဘုရားကဒီသုတ္တမှာဟောတယ်ဟောပြီးတော့အကျဉ်းချုပ်ပြန်ပြောတာလေးကဘာလို့ဆိုယထာပုဒ္ဒောယတာပုဒ္ဒောအပိညာယဓမ္မစက္ကံပိုတိမြတ်စွာဘုရားအမှန်တရားကိုသိရှိနားလည်ပြီးတော့ထေသနာဉာဏ်တော်ကိုအသုံးချပြီးတော့စတင်ပြီးတော့ရှင်းလင်းပြတယ်တဲ့နှစ်နဲ့ကွာတော့တလောကလုံးကိုရှင်းပြတယ်မြတ်စွာဘုရားဟာဘယ်သူနဲ့မှမတူတဲ့အရေးချင်းရှိတဲ့မြတ်စွာဘုရားလောကကြီးကိုရှင်းပြတယ်။ဘာလို့ရှင်းပြတော့ဆိုရင်သက်ကာယလို့ဆိုတဲ့ခန္ဓာ၅ပါးအကြောင်းရှင်းပြတယ်။နိရောဓဆိုတဲ့သက်ကာယချုပ်ငြိမ်းတဲ့နိဗ္ဗာန်အကြောင်းကိုရှင်းပြတယ်။သက်ကာယသာသတမုံခန္ဓာ၅ပါးဖြစ်ကြောင်းတရားကိုလည်းရှင်းပြတယ်။အရိယသတ္ထင်္ဂိကံမက္ခံနော်တကယ်ကိုစစ်မှန်တဲ့အင်္ဂါ၈ပါးနဲ့ဖွဲ့စည်းထားတဲ့တက္ကာယချုပ်ရနိဗ္ဗာန်သို့ရောက်ကြောင်းမဂ္ဂင်၈ပါးအကျင့်တရားဆင်းရဲဒုက္ခတွေအလုံးရဲ့ချုပ်ကြောင်းလမ်းစဉ်ကိုလည်းရှင်းပြတယ်ဆိုလိုတာသစ္စာလေးပါးကိုရှင်းပြလိုက်တာနော်သစ္စာလေးပါးကိုရှင်းပြတယ်အဲ့တော့တက္ကာယဆိုတာသာကထင်ရှားရှိသောကာယကအစုဘာကိုပြောတာတော့ခန္ဓာ၅ပါးကိုပြောတာတကယ်ရှိတာခန္ဓာ၅ပါးမရှိတာကဘာလို့ဆိုရင်ငါဟာလို့ထင်နေတာမရှိတာငါဆိုတာမရှိတာကငါလို့ထင်တဲ့ငါရဲ့အတ္တသူတို့ထင်တာအဲ့ဒါကမရှိတာရှိတာကခန္ဓာ၅ပါးရှိအဲ့ဒီခန္ဓာ၅ပါးထဲမှာထာဝရမြဲတဲ့ဆိုတဲ့အတ္တမရှိတာအဲ့ဒါမရှိတာအဲ့ဒါကြတော့သက်ကာယဒိဋ္ဌိလို့ခေါ်တယ်ခန္ဓာနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့အမြင်မှားမှုကိုသက်ကာယဒိဋ္ဌိသက်ကာယဆိုတာခန္ဓာ၅ပါးကိုပြောတာဒိဋ္ဌိဆိုတာအဲ့ဒီခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ထင်နေတဲ့အထင်ကိုပြောတာနော်အဲ့တော့ဒိဋ္ဌိကိုပဲအဲ့တော့ရှေပိထိကယုကတေဝဝဏဝန္တောရဲ့တတိနောဘုံတကူအမတန်ကြီးပြီးအရှိန်ဝါကြီးကြတဲ့ပြမကြီးတွေတောင်မှတက်တန်းရှိတဲ့ပြမကြီးတွေတောင်မှပဲဘိတာတန္တာသပပါတောလန့်သွားကြတယ်သူတို့ခုံထိတ်လန့်တုန်လို့သွားကြတယ်ဟာငါတို့လည်းမမြဲပါလားငါတို့ကထာဝရလို့ထင်နေတာပဲဟုတ်လို့ပဲချင်းသေးဟောက်လိုက်တဲ့အခါမှာပတ်ဝန်းကျင်မှာရှိတဲ့တိရစ္ဆာန်တွေကလန့်ဖြန့်ပြီးတော့ပုံညတယ်လို့ပဲမြတ်စွာဘုရားဟောလိုက်တဲ့တပည့်စကြာတရားကြားလိုက်တော့ဟာငါတို့လည်းမမြဲပါလားသဗ္ဗေသင်္ခါရအနိစ္စတွေမှာငါတို့လည်းပါနေပါလားဆိုအကုန်လုံးလန့်ဖြန့်ကုန်ကြတယ်ဘာလို့လို့ဆိုရင်အဝိတိဝတ္တသက်ကာယထိုလေခန္ဓာ၅ပါးရဲ့စက်ဝန်နဲ့မထွက်ရသေးပါလားနော်အနိစ္စကိရဘောမယငါတို့လည်းမမြဲဘူးဆိုပါလားတို့လည်းတနေ့ကျတော့ပျက်စီးရမှာပါလားသုတ္တဝါအရဟတောဝါကြံမြတ်စွာဘုရားရဲ့စကားကိုကြားနာရတဲ့အခါမှာအားလုံးကလန့်ဖြန့်ပြီးတော့သွားကြတယ်။ဘာကြောင့်လန့်ဖြန့်သွားတာလို့ဆိုအမှန်သိရလို့ငကိုတုန်းကတော့အမှန်မသိတဲ့အခါကျတော့လူတွေကလွဲမှားပြီးတော့ကိုယ့်ကိုယ်အထင်ကြီးတွေနဲ့နေချတာပေါ့နော်။အဲ့ဒါကြောင့်မလို့ဗုဒ္ဓဟောပြမှာဟောမှာအမှန်သိရဆိုတာဒီသုတ္တအရာအဲ့ဒါကိုမှတ်သားပြီးတော့တို့တွေအမှန်သိအောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်ကြရမယ်ဖြစ်တယ်လို့ကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း